မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ကျွန်မနေ့စဉ်နေ့တိုင်းမှာတကြံအကျိုးနေ့ရောက်တိုင်းပေါ့နော်။ချင်းမိတ်ဆွေတွေအားလုံးကိုပြောပြနေတဲ့အဘဘိုးတကြားမင်းကြီးကိုလူပွဲပစ္စည်းလေးအကြောင်းကိုပြောပြချင်ပါတယ်။အဲ့တော့နေ့တိုင်းမှာတစ်နှစ်တာကာလပတ်လုံးချင်းမိတ်ဆွေတွေအားလုံးကန်ဒီကောင်းစီဖို့အန်ဒီရဲ့ကင်းဘေးကင်းစီဖို့ငွေကြီးလက်လာပါတွေပွန်လန်းစီဖို့မိမိပြောဆိုတဲ့အခါမှာပြောရေးဆိုရာကိစ္စအဝအစင်ပြေအောင်မြင်စီဖို့နောက်ဈေးအယောင်းဝယ်သမားဆိုရင်လည်းပဲဈေးအယောင်းဝယ်တွေရောင်းပန်းဝယ်ပန်းတွေပွန်လန်းစီဖို့အတွက်ကိုဒီအဘဘိုးတကြားမင်းကြီးကိုဒါလှူရတဲ့လူပွဲပစ္စည်းလေးပေါ့နော်အဲ့တော့လှူရတဲ့လူပွဲပစ္စည်းလေးကဘာလို့လဲဆိုတော့ငှက်ပြောသည်မဲ့ပျော့10လုံးလိုအပ်ပါတယ်အဲ့တော့10လုံးကိုကြွေပကံများထဲမှာအခွန်နွားပြီးတော့မှထည့်မယ်ဘယ်ငှက်ပြောသည်မဆိုရတယ်နော်အဲ့တော့ထည့်ပြီးသွားပြီဆိုတာနေအဲ့ဒီငှက်ပြောသည်ပေါ်မှာတကြား15ချက်သားဖြူမယ်တကြား15ချက်သားဖြူပြီးသွားပြီဆိုတာနဲ့ဒီမှာတကြားအဘဘိုးတကြားမင်းရဲ့တကြားစမပုံတော်လေးရှိပါတယ်ဒါအဘမင်းသိခါရဲ့ရှိစဉ်ကလေးကပြုလုပ်ဆောင်ရွက်ခဲ့တဲ့အဘဘိုးတကြားမင်းကြီးကိုဒါလှူဝယ်ပစ္စည်းနဲ့လှူဒန်းနဲ့ပူဇော်တဲ့နည်းစနစ်ပေါ့နော်အဲ့ဒါလေးကိုတော့ဖျောင်းတိုင်မှာပတ်ရတယ်အဲ့တော့ဖျောင်းတိုင်မှာပတ်တယ်ပေါ့နော်အစဉ်ပြေတဲ့ဖျောင်းတိုင်ပေါ့နည်းနည်းတုတ်တာလေးပေါ့အဲ့ဒါလေးကိုဒီတရားမင်းပုံတော်ကိုအပြင်ကနေထားပြီးတော့မှပတ်ပြီးသွားပြီဆိုတာနေစောတုံးကငါပြောသည်မဲ့ပျော်10လုံးအပေါ်ကတရား15ချက်သားဖြူထားတဲ့အလဲတက်လေးမှာဒီလိုလေးစိုက်ပြီးတော့မှတကြံအကျိုးအိုးရဲ့ဘေးမှာအတာအိုးတွေနဲ့တကြံကြိုကြတယ်မို့လားခုနှစ်နံပန်းတွေထည့်ပြီးတော့မှအဲ့တော့တရားမင်းကြီးကိုကြိုတဲ့အတာအိုးအကျိုးအိုးရဲ့ဘေးမှာပဲဒီတရားစမပူဇော်ပုံလေးကိုလူတန်းပြီးတော့ဆူတောင်းလိုက်ပြီဆိုရင်တနှစ်တာကာလပတ်လုံးချစ်မိတ်ဆွေတွေအားလုံးဝေးကြီးကဲဒီကောင်းဖို့ရောင်းပန်းဝယ်ပန်းတွေပွန်လန်းစေဖို့စကားပြောရေးဆိုရာကိစ္စဝအစီအပြေအောင်မြင်စေဖို့ကျမ်းမာရေးတွေကောင်းစေဖို့ဘေးဥပဒ်အန္တရာယ်တွေကင်းဝေးစေဖို့အတွက်ကိုဒါဆမပြောပြခြင်းပဲဖြစ်ပါတယ်ချစ်မိတ်ဆွေတွေအားလုံးလည်းပဲယခုဒီအဘဘိုးတကြားမင်းကြီးကိုလူပွဲပစ္စည်းလေးလူတိုင်းရေးဖြင့်မိမိရဲ့တနှစ်တာကာလပတ်လုံးအောင်မြင်မှုကြီးပွားမှုကြော်ကြားမှုအန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းတွေကင်းဝေးပါစေလို့ဆုတောင်းမြတ်တာများလိုက်လေးနဲ့ဆရာမပို့တာပေးလိုက်ပါတယ်ရှင်အချိန်အားဖြင့်အချိန်ကဘယ်ချိန်မဆိုပြုလို့ဆောင်ရွက်လို့ရတယ်နော်ဘယ်ချိန်မဆိုတာကလေအချိန်အတိအကျမလို့ဘူးအဲ့တော့မနက်ပိုင်းစောလေးအဘဘိုးတကြားမင်းကြီးကိုအကျိုးလေးမှာယခုလိုလူဝယ်ပစ္စည်းနဲ့လူတန်းချင်းကုသိုလ်ဒီလိုလေးပြုလို့ဆောင်ရွက်ခြင်းဖြင့်တနစ်တာကာလပတ်လုံးအားလုံးအေးချမ်းသာရပါလိမ့်မယ်ရှင်